တက်နိုင်မဲ့ဂိမ်းတွေကအရန်ကိုတားဖြစ်ပါတယ်။ဂိမ်းဇလန်ဖြစ်ပြရနိုးဝဲဆိုတဲ့ကဘာကြီးတွေကကလေးတွေကလူသားတယောက်လိုဆက်ဆက်မခံရပဲအစာရင်းမြစ်တစ်ခုစမ်းသပ်ခံတစ်ခုဖြစ်တာဘဝဆုံးကြရတာပါ။လက်ရှိအချိန်ထိဒီရက်ဆက်တဲ့ကဘာကြီးတွေမှာဘာတွေဖြစ်ပျက်နေလဲဆိုတော့ဘယ်သူမှတည်တည်ချာချာမသိကြသေးပါဘူး။အဲ့တော့ဂိမ်းကပေးတဲ့ hit တွေနဲ့လူတွေသတိမထားမိတဲ့ deep law တွေ fan theory တွေပေါင်းဆက်ပြီး little နိုင်မဲ့ university ထဲမှာဘာတွေဖြစ်ပျက်နေလဲဆိုတာကျွန်တော်နဲ့အတူတူဖြေရှာကြည့်ရအောင်ပါ။ဒီဗီဒီယိုက little နိုင်မဲ့ကိုစိုးပြီးဂိမ်းရဲ့ဇလန်အခြေခံသိထားတဲ့သူတွေအတွက်ပဲယူရပါတယ်။မစော်ဘူးသေးရင်တော့ spoiler အပြစ်ပါတာမို့လို့ဂိမ်းကိုအရင်စော့ကြည့်ဖို့ကြံပေးခြင်းပါတယ်။နိုးဝဲကဘာကြီးတွေကကလေးတွေကအဲ့ဒီကဘာမှာမွေးဖွားလာသူတွေမဟုတ်ပဲလက်ရှိကျွန်တော်တို့နေထိုင်ရာကဘာအစ်စ်ကနေနိုးဝဲဘက်ကိုရောက်လာကြသူတွေပါ။ဘာလို့ဒီလိုအတိအကျကြီးပြောနိုင်တာလဲဆိုရင်ဘန်တိုင်းနမ်ကိုကနေတရားဝင်ထုတ်ပြန်ခဲ့တဲ့စောင်းစောနိုင်မဲ့လို့ခေါ်တဲ့အတန်ဇလန်တွေကြောင့်ပါ။အဲ့ဇလန်ထဲမှာနုံးလို့ခေါ်တဲ့10နှစ်ရွယ်ကောင်မလေးကအိမ်မက်ထဲမှာထူးဆန်းတဲ့ကဘာတွေကိုရောက်သွားကြောင်းကိုဆရာဝန်တယောက်ကိုပြောပြနေပါတယ်။ chapter တစ်ခုပြီးတစ်ခုမှာနုံးရဲ့အခြေအနေကလည်းတဖြည်းဖြည်းဆိုးဝါးလာပြီးအိမ်မက်ထဲမှာရခဲ့တဲ့ဒဏ်ရာတွေကအပြင်းမဲ့ထိပါလာပါတယ်။အိမ်မက်ထဲမှာလက်မအပူလောင်ခဲ့ရင်နိုးလာချိန်မှာလည်းအပူလောင်ဒဏ်ရာကြီးပါလာတာမျိုးပါ။ဒါအပြင်အိမ်မက်ထဲကကဘာကြီးကလည်းသူ့ကိုတဖြည်းဖြည်းနဲ့ဝါမျိုးလာပါတယ်။နောက်ဆုံးမှာတော့သူဟာကဘာစစ်ကိုပြန်မလာနိုင်တော့ပဲအဲ့ဒီနိုးဝဲလို့ခေါ်တဲ့ကဘာကြီးမှာပဲထာဝရပိတ်မိသွားပါတော့တယ်။ဒီအတန်ဇလန်တွေကိုကြည်ချင်းအဖြစ် sis တို့မိုနိုတို့လိုခါရီတာတွေပါဝင်ဂိမ်းတစ်ချောင်းလုံးမြင်တွေ့ခဲ့ရတဲ့ကလေးတွေကအိမ်မက်ထဲကနေတစ်စစ်နိုးဝဲတဲကိုရောက်လာကြတာပါ။နိုးဝဲကဘာကြီးကလည်းအားလုံးသိတဲ့အတိုင်းကလေးတွေအတွက်တော့တကယ်ငရဲတစ်ခုပါ။အိုက်ထဲကတတော်တွေဆိုရင်လူသားလို့ပြောဖို့ခက်ပြီးပုံပြပန်းပြက်နဲ့ကြောက်စရာအော်ဂလီဆန်စရာကောင်းနေပါတယ်။သူတို့တွေဘာလို့ဒီလိုပုံပြပန်းပြက်ဖြစ်နေလဲဆိုတဲ့အကြောင်းတရားလည်းရှိနေပါတယ်။လက်တက်နိုင်မဲ့တူထဲမှာကျွန်တော်တို့တွေ PCD ကိုရောက်ချိန်လူတွေက TV ကနေတစင်တင်းမရဲ့ထိချုပ်တာကိုခံနေရတာမြင်ရသလိုလမ်းမတွေပေါ်မှာအဝတ်စားတွေပုံနေတာကိုလည်းတွေ့ရမှာပါ။ဂိမ်းရဲ့အဆုံးပိုင်းမှာ sis ကို signal tower ကြီးကနေတွားခဲ့ပြီးမျက်လုံးတွေပါတဲ့အသားဆိုင်ကြီးတွေလိုက်လို့ထွက်ပြေးကြရတဲ့အခန်းကိုလည်းမှတ်မိကြအောင်ပဲထင်ပါတယ်။ TV နဲ့ထင်းချုပ်ခံထားရတဲ့လူတွေကိုတေချာလိုက်ကြည့်ရင်အဲ့လူတွေရဲ့မျက်နှာကခွက်ဝင်နေပြီးမျက်စိတွေနှာခေါင်းတွေတစ်ခုမှမရှိတာကိုတွေ့ရပါလိမ့်မယ်။ဒါတွေကိုဆက်ဆက်တွေးကြည့်လိုက်မယ်ဆိုရင်တင်းမန်းကလူတွေကို TV ကနေတစင်ထင်းချုပ်ရုံနဲ့မကပဲအဲ့လူတွေရဲ့အသွေးသားတွေကိုပါ signal tower ကနေတစင်ဖြည်းဖြည်းချင်းစုပ်ယူနေတာပါ။ဒီလိုအသွေးသားတွေကိုတဖြည်းဖြည်းစုပ်ယူရင်နောက်ဆုံးခန္ဓာကိုယ်မရှိတော့ချိန်မှာတော့သူတို့ဝတ်ထားတဲ့အဝတ်တွေပဲကျန်နေခဲ့ပြီးလမ်းမှာအဝတ်တွေပုံနေတာဖြစ်နိုင်ပါတယ်။ဒါကြောင့်နောက်ဆုံးကအသားဆိုင်တွေကလည်းအဲ့လိုစုပ်ယူခံလိုက်ရတဲ့လူတွေရဲ့အသွေးသားတွေနဲ့ဖွဲ့စည်းကြတဲ့ဆိုတာ100%သိကြပါတယ်။ပြောလက်စားနဲ့လက်တက်နိုင်မဲ့တူရဲ့ဇလန်ပိုင်းကိုပါနည်းနည်းရှင်းချင်ပါတယ်။လက်တက်နိုင်မဲ့တူရဲ့ဇလန်ကဒီကဘာကြီးထဲမှာဘာတွေဖြစ်နေလဲဆိုတာကို theory ထုတ်ချိန်ကြရင်တော်တော်လေးရေးပါလာမှာမို့လို့ပါ။လက်တက်နိုင်မဲ့တူတစ်ချောင်းလုံးမှာမိုနိုက TV လိုင်းတွေကိုထိန်းချုပ်နိုင်တာ TV ကနေတစင်တယ်လီဘောလုပ်နိုင်တဲ့အစွမ်းရှိတာကိုပြထားပါတယ်။အဆုံးပိုင်းမှာ sis ကမိုနိုကိုတစ္ဆာဖောက်ပြီး signal tower ပေါ်ကနေပစ်ချခဲ့တာကိုလည်းသိကြမှာပါ။နောက်ဆုံးပိုင်းမှာ sis ရဲ့တစ္ဆာဖောက်မှုကြောင့်မိုနိုကိုယ်တိုင်က PCD ကလူတွေကို TV ကနေတစင်ထိန်းချုပ်နေတဲ့တင်းမန်းကိုယ်တိုင်ဖြစ်လာပါတယ်။အဲ့ဒါကြောင့်လက်တက်နိုင်မဲ့တူဟာ sis ကမိုနိုကိုတစ္ဆာဖောက်လိုက်မိုနိုကနောက်ဆုံးမှာအမုန်းတရားတွေနဲ့ပြည့်နေတဲ့တင်းမန်းကိုယ်တိုင်ဖြစ်လာလိုက်နဲ့အဆုံးမရှိတဲ့အချိန်ဆန်ဝန်းထဲမှာပိတ်မိနေတာဖြစ်ပါတယ်။ဂိမ်းတစ်ချောင်းလုံးမှာတင်းမန်းကမိုနိုတို့ကိုလိုက်တုတ်ခပေးတယ်ဆိုတာကလည်းဒီအချိန်ဆန်ဝန်းကနေလွန်မြောက်ဖို့ကအတိတ်ကမိုနိုကိုတက်ပစ်ဖို့ဖြစ်နိုင်တယ်လို့ဒီလိုကိစ္စတွေဖြစ်စေခဲ့တဲ့အဓိကတရားခံအတိတ်က sis ကိုတက်ပစ်ဖို့လည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်လဲတင်းမန်းတယောက် TV ထဲကနေပထမဆုံးထွက်လာတဲ့အချိန်မှာ sis ကိုအရင်ဖမ်းသွားတာကိုတွေ့ရတာပါ။နောက်ပြီးလက်တက်နိုင်မဲ့သူ့ရဲ့ true ending တစ်ခုမှာ sis ကတယောက်တည်းလွတ်မြောက်လာပြီးနောက်သူ့ရဲ့ခန္ဓာကိုယ်ထဲကနေအရင်မဲတစ်ခုထွက်လာတာကိုပြထားပါတယ်။ဒီအရင်မဲထွက်လာတာနဲ့ sis မှာ the hunger လို့ခေါ်တဲ့အဆုံးမရှိတဲ့စာလောင်ရင်းချိန်သာစတင်ခဲ့တာပါ။အဲ့လိုစာလောင်နေတဲ့ sis ကိုရိတ်ကိုပါဖြစ်တဲ့ shadow sis ကဘေးနားက poster လေးတစ်ခုကိုညွှန်ပြခဲ့ပါတယ်။ poster ထဲမှာလက်တက်နိုင်မဲ့ဝန်ဇလန်ဖြစ်ပြရာဓမောတင်မောကြီးရဲ့ပုံပါနေပြီးဆိုလိုတာကတော့မင်းရဲ့စာလောင်မှုကိုဖြည့်ရှင်းဖို့ဓမောတင်မောကြီးစီကိုသွားဆိုပြီး shadow sis ကပြောလိုက်တာဖြစ်ပါတယ်။ဒါကြောင့်လက်တက်နိုင်မဲ့ရဲ့ပထမဆုံးကိန်းကဓမောတင်မောကြီးပေါ်မှာဆောရတာပါ။အဲ့တင်မောကြီးကခေါင်းကြီးတို့တည်တဲ့အတိုင်းပဲကလေးတွေကိုအသားတုံးတွေလိုခုတ်တည်ပြီးစားတော့ပွဲကြီးကျင်းပတဲ့နေရာပါ။အဲ့ဒီဓမောတင်မောပေါ်မှာကြက်သိန်းထားစရာကောင်းအောင်မှန်ကွဲကြီးကိုကြည့်ပြီးခေါင်းထိုင်ဖိနေတဲ့ The Lady ဆိုတဲ့စော်ကြီးကိုလည်းမှတ်မိကြအောင်ပဲထင်ပါတယ်။ The Lady မှာကကလေးတွေရဲ့စိတ်ဝိညာဉ်ကိုအဝေးကနေခြောက်လန့်နိုင်တဲ့စိတ်ဆွမ်းအင်တစ်ခုရှိပါတယ်။ဒါပေမဲ့အဲ့ဒီစွမ်းအားတွေက The Lady ရဲ့ကိုယ်ပိုင်အစွမ်းမဟုတ်ပဲမှန်မိတ်စာ Mara Monster စီကငှားထားတာဆိုတဲ့ဒီ theory တစ်ခုရှိပါတယ်။ဒီအကြောင်းကိုဂိမ်းထဲမှာဓာတ်ရိုက်မပြထားပေမဲ့လက်တက်နိုင်မဲ့ comment ထဲမှာမှန်တွေကနေတဆင့်ကလေးတွေကိုမြားခေါ်ပြီးဝိညာဉ်ဖန်ဆာတတ်တဲ့ Mara Monster ကြီးအကြောင်းကိုဖော်ပြထားပါတယ်။ theory အရဆိုရင် The Lady ဟာသူမရဲ့လက်ပါနုပြမှုကိုထိန်းသိမ်းဖို့နဲ့သမောကိုအုပ်ချုပ်နိုင်ဖို့ Mara Monster စီကစွမ်းအားတွေငှားယူခဲ့ရပါမယ်။အပြန်အလှန်အနေနဲ့ကတော့ Mara Monster စားဖို့ကလေးတွေကိုဖမ်းပေးပါမယ်ဆိုတဲ့အပေးယူတစ်ခုလုပ်ခဲ့တာလို့ fan တွေကယူဆကြတာပါ။ဒါပေမဲ့စွမ်းအားတွေရပြီးနောက်မှာတော့ The Lady က Mara Monster ကိုတစ္ဆာဖောက်ပြီးအဲ့ဒီအပေးယူကိုဖျက်ပစ်လိုက်သလို Mara Monster ကြီးကမှန်တွေကနေတဆင့်သူ့စီကိုရောက်မလာနိုင်အောင်သမောဘော်ကမှန်အားလုံးကိုရိုက်ခွဲပစ်ခဲ့တာဖြစ်ရပါလိမ့်မယ်။
ဒီအချက်ကိုနောက်ဆုံး Sis နဲ့ The Lady တိုက်ခိုက်တဲ့အခန်းကတစုံတစထောက်ခံနေပါတယ်လက်တက်နိုင်မဲ့ရဲ့နောက်ဆုံးအပိုင်းမှာ Sis ကမှန်အကောင်းတစ်ချက်ကိုအသုံးပြုပြီး The Lady ကိုအားနည်းသွားအောင်လုပ်နိုင်ခဲ့တာကိုသိကြမှာပါဆိုလိုတာကတော့ဂတိဖြတ်ခဲ့တဲ့ The Lady အတွက်မှန်အကောင်းတွေရာကျင်းစာတစ်ခုလိုဖြစ်သွားပြီးသူ့ရဲ့စွမ်းအားတွေကိုဖိနှိပ်နိုင်တဲ့အရာဖြစ်လာတယ်လို့ယူဆရတာပါဒီ theory ကဖြစ်နိုင်ခြေရှိပါတယ်စဉ်းစားကြည့်ရင် The Lady နဲ့ Mara Monster ရဲ့စွမ်းအားကအတူတူဖြစ်နေတာကိုတွေ့ရမှာပါ Mara Monster ကကလေးတွေကိုစိတ်ညှို့နိုင်စွမ်းရှိသလိုအိမ်မက်ထဲထိဝင်ပြီးလဲခြောက်လန့်နိုင်စွမ်းရှိပါတယ်The Lady မှာကလည်းကလေးတွေရဲ့စိတ်ဝိညာဉ်နဲ့မကပဲကလေးတွေရဲ့အိမ်မက်ထဲထိပါခြောက်လန့်နိုင်တာကိုဂိမ်းစားမှာ The Lady ကိုအိမ်မက်မှတ်ပြီးလက်နှိုလာတဲ့ Sis ကိုကြည့်ရင်သိနိုင်မှာပါဆိုတော့ The Lady က Mara Monster စီကအစွမ်းငှားထားတယ်ဆိုတာဖြစ်နိုင်ခြေရှိတယ်လို့ထင်ပါတယ်အဲ့ဒီ fan theory ပေါ်မူတည်ပြီးကျွန်တော်စဉ်းစားမိတဲ့ကိုယ်ပိုင် theory တစ်ခုလည်းရှိပါတယ်နောက်ဆုံးပိုင်းမှာအားနည်းနေတဲ့ The Lady ကို Sis ကကိုက်စားလိုက်ပြီးစွမ်းအားတွေရလာတာကိုသိကြမှာပါဒါပေမဲ့ Sis ရဲ့စွမ်းအားက The Lady ထက်ကိုကြောက်စရာကောင်းနေပြီးအတွေးတစ်ချက်နဲ့တင် The Ghost ရဲ့ဝိညာဉ်ကိုနှုတ်ယူပစ်လိုက်တဲ့အထိကျန်းတာပါဒါကိုကြည့်ရင် Sis က The Lady ရဲ့အစွမ်းနေမဟုတ်ပဲ Mara Monster ကြီးရဲ့စွမ်းအားတွေပါရသွားတာဖြစ်နိုင်ပါတယ်အဲ့လိုသာဆိုရင်နောက်ဆုံးမှာမိုနိုကတင်းမှန်ဖြစ်လာသလိုပဲ Sis ကိုယ်တိုင်ကလည်း Mara Monster ဖြစ်လာတယ်လို့ theory ထုတ်เสียရှိလာပါတယ်တေချာစဉ်းစားကြည့်ပါ The Signal Tower မှာဖမ်းခံရခြင်းကစလို့မကောင်းဆိုးအဖြစ်ပြောင်းလဲသွားတဲ့ Sis ကိုယ်တိုင်ကအမောင်တုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့တယ်လက်တက်နိုင်မဲ့တူရဲ့အန်နစ်မှာ Sis ရဲ့အရေးကိုက Shadow Sis ထွက်လာပြီးအဆုံးမရှိစာလောင်ခြင်းတဟန်းကားကျိန်စာစတင်လာတယ်တဟန်းကားကျိန်စာကြောင့်ကြွက်တွေနုံးလေးတွေကိုတော့အရှင်လက်လက်စားပစ်တာကိုတွေ့ရမှာပါ Shadow Sis ခွဲထွက်သွားလို့ဝိညာဉ်မရှိတော့တဲ့ Sis ရဲ့ခန္ဓာကိုယ်ကလည်းအခွန်လိုကြီးတစ်ခုဖြစ်သွားပြီးလူသားဆန်မှုတွေလုံးဝပျောက်ဆုံးသွားတာကိုလက်တက်နိုင်မဲ့ဝမ်းတစ်ချောင်းလုံးမှာသူ့ရဲ့လက်ရွက်တွေကနေတဆင့်တွေ့နိုင်ပါတယ်အဲ့တော့လူသားဆန်မှုလုံးဝမရှိတော့တဲ့ Sis ကနောက်ပိုင်းမှာကလေးတွေကိုရဲရဲဆက်ဆက်စားတောက်တဲ့ Mara Monster ဖြစ်လာတယ်ဆိုတာလက်ခံခြင်းစရာကောင်းမယ်ထင်ပါတယ်လက်တက်နိုင်မဲ့တူရဲ့ official law နဲ့ fan theory နှစ်ခုကိုပေါင်းစပ်ပြီးစဉ်းစားလိုက်ရင်ဇလန်ဖြစ်ဖြစ်ရ Nowhere ကဘာကြီးမှာဘာတွေဖြစ်နေလဲဆိုတဲ့အဖြေထွက်လာပါပြီ Nowhere ကဘာကြီးတွေကလူတွေကမိုနိုတစ်ဖြစ်လဲတင်းမန်းရဲ့ TV line တွေကနေတဆင့်အသွေးအသားတွေစုပ်ယူခံရတာကြောင့်ခန္ဓာကိုယ်တွေပုံမြက်ပန်းမြက်ဖြစ်ရတယ်ကလေးတွေကို Sis တစ်ဖြစ်လဲ Mara Monster ကြီးကအဆမ်းမပြတ်ဖမ်းယူစားတောက်နေလို့ Nowhere ကဘာကြီးကကလေးတွေအတွက်တော့ငရဲတစ်ခုလိုဖြစ်နေတယ်ဒီလိုနဲ့မိုနိုက Sis သစ္စာဖောက်လို့တင်းမန်းဖြစ်လာလိုက် Sis ကလူသားဆန်မှုတွေပျောက်ဆုံးကုန်ပြီးနောက်ဆုံးမှာ Mara Monster ရဲ့အမွေဆက်ခံသူဖြစ်လာလိုက်တင်းမန်းဖြစ်လာတဲ့မိုနိုအစ်စ်ကဂလန်စားချေဘူးဟာအတိတ်ကမိုနိုတို့ပြန်ရောက်လာမယ့်အချိန်ကိုစောင့်နေလိုက်နဲ့လက်တက်နိုင်မဲ့ Universe ကြီးကမဆုံးနိုင်တဲ့အချိန်စံဝန်းတစ်ခုမှပိတ်မိနေတာပါကျွန်တော်ရဲ့ theory သာအမှန်ဖြစ်ခဲ့ရင်ရက်ဆက်တဲ့ကဘာကြီးထဲမှာရှင်းသတ်မှုစူးစမ်းကြတဲ့ကလေးနှစ်ယောက်ဟာနောက်ဆုံးမှာတော့သူတို့ကိုယ်တိုင်ကဒီကဘာကြီးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာတယ်ဆိုတဲ့ law ကတော်တော်လေးဝမ်းနည်းစရာကောင်းနေပါတယ်ဒါပေမဲ့လည်းဒါက fan theory တက်တက်ပဲဆိုတော့အမှန်ဖြစ်မယ်လို့မျိုးဆစေချင်ပါဘူး fan theory ဆိုတာဒီတိုင်းစိတ်ကူးရင်လို့ကောင်းတဲ့အရာတက်တက်ပါပဲအဲ့ဒီလိုဘာတွေဖြစ်နေလဲဆိုတာအတိအကျချမပြပဲ player တွေကိုယ်တိုင်စဉ်းစားပြီးအဖြေထုတ်နေရတာကိုကလက်တက်နိုင်မဲ့ game တွေရဲ့ဆွဲဆောင်မှုတွေကတခုပါပဲ okay အဲ့တော့ခေါင်းကြီးတို့ကဒီ fan theory ကိုဘယ်လိုမြင်လဲဖြစ်နိုင်ခြေရှိတယ်လို့ထင်လားဗီဒီယိုထဲမှာမပါခဲ့တဲ့တခြား fact တွေကရှိသေးလားကျွန်တော်မပြောပြနိုင်ခဲ့တဲ့ Sis ကမိုနိုကိုတစ္ဆာဖောက်ခဲ့တဲ့ကိစ္စကကောဘာကြောင့်လို့ထင်လဲကွန်မန့်မှာဆွေးနွေးခဲ့ကြပါဦး